နိုင်ငံပေါ်မြက်ပြန်ထုံနေကြဒီမိတ်ဆာများကိုတွန်းလှန်မစနေဆိုးကိုဝန်ရထားတဲ့တောက်တိုင်များကိုဝိုင်းပြူကြမှန်တရားတော့တည်နေမှာငါတို့သွေးနဲ့ချွေစများရှာဖွေရှင်နေခဲ့သမျှစိတ်ပင်တွေလားအားလုံးမင်္ဂလာပါဗျဒီတစ်ပတ် Wednesday Court Podcast Season မှာတော့အကြံဖတ်ဆေးအုပ်စုအာနာသက်ဆိုးရှိစေမဲ့တနင်္လာရီကန်းလွန်ကရေတမိုင်းလောက်ကွက် N50 အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်တင်ထားရပါဆိုတော့ N50 အကြောင်းကိုကျွန်တော်စလိုက်ရအောင် N50 ဆိုတာကတော့မြန်မာပြည်တောင်ပိုင်းတနင်္လာရီကန်းလွန်ရေတမိုင်းလောက်ကွက်တစ်ခုရဲ့တီနီယာအမှတ်အသားအမည်တစ်ခုဖြစ်ပါတယ်အကျယ်ဝန်းကတော့စတူယန်ကီလိုမီတာ13000တိကျယ်ဝန်းပြီးတော့မှ N50 လောက်ကွက်ရေလို့စတင်ခဲ့တာကတော့2013ခုနှစ်စစ်တပိုင်းဆိုရာတိတ်ဆိတ်လက်ထက်တည်းဖြစ်ပါတယ်2013ခုနှစ်မှာမြန်မာကမ်းလွန်လောက်ကွက်ဒီလန်တင်ရောင်းချမှုတစ်ခုလုပ်ခဲ့ကြပြီးတော့စင်ကာပူမှာမှတ်ပုံတင်ထားတဲ့ Canadian Foresight Group Limited CFG ကုမ္ပဏီကတခြားမိတ်ဖက်ကုမ္ပဏီတွေနဲ့အတူ N50 လောက်ကွက်ကိုရရှိခဲ့တာဖြစ်ပါတယ်2015 March လ30မှာတော့ CFG ကုမ္ပဏီက MOG နဲ့အတူထုတ်လုပ်မှုခွဲဝေရေးစာချုပ် PSC ကိုလက်မှတ်ရေးထိုးခဲ့တာပါစီမံကိန်းရှယ်ယာပိုင်ဆိုင်မှုကိုပြန်ကြည့်မယ်ဆိုရင်လည်း CFG ကုမ္ပဏီက80%အထိကိုပိုင်ဆိုင်ထားပြီးတော့မှစီမံကိန်းဦးဆောင်လက်ပတ်သူ operator အဖြစ်နဲ့ရှိနေခဲ့ပါတယ်2019မှာစမ်းသပ်တူဖော်မှုတွေစလုပ်ဖို့စီစဉ်ထားပေမဲ့မူလအစီအစဉ်တိုင်းတူဖော်မှုတော့မစတင်နိုင်ခဲ့ဘူးဒါကိုကုမ္ပဏီဘက်ကဘာကြောင့်မစတင်နိုင်ခဲ့ရဆိုတာကိုအတိအကျထုတ်ပြန်ထားတာမရှိပေမဲ့မြန်မာနိုင်ငံရဲ့နိုင်ငံရေးပြောင်းလဲမှုတွေခွင့်ပြုချက်ဆိုင်ရာလုပ်ငန်းစဉ်တွေတူဖော်ရေးအတွက်ကုန်ကျစရိတ်နဲ့နည်းပညာလိုအပ်ချက်တွေနောက်ရင်းနှီးမြှုပ်နှံမှုအခက်အခဲတွေဈေးကွက်အခြေအနေတွေတော့ project risk အနေနဲ့ကုမ္ပဏီဘက်ကဖော်ပြထားပါတယ်ဒါပေမဲ့2021စစ်အာဏာရှင်တွေတဖန်ပြန်လည်ကြီးစိုးလာချိန်မှာတော့မြန်မာရင်းနယ်နဲ့သဘာဝတံငွေလုပ်ငန်း MOG နဲ့စေအုပ်စုတို့ဟာနိုင်ငံတကာကနေပြီးတော့မှအရေးယူတန်ခတ်ပိတ်ဆို့မှုတွေရှိပေမဲ့လည်းကမ်းလွန်လောက်ကွက်တွေဟာဆိုလို့ရှိရင်ကိုကျိုးစီးပွားတွေကိုဒါကြည့်တဲ့အာဏာရှင်တွေရဲ့စိတ်ကြိုက်ပြန်လည်လက်ပတ်ခွင့်ကိုရခဲ့ကြပါတယ်2025ခုနှစ်မှာ CFG ကုမ္ပဏီဥက္ကဋ္ဌက N50 လောက်ကွက်မှာထုတ်လုပ်နိုင်မဲ့သဘာဝတံငွေ 94.6 trillion ကုဗပေခန့်ထွက်နိုင်တယ်လို့ပြောဆိုခဲ့ပါတယ်ဒါပေမဲ့အတည်ပြုရသေးတဲ့ပမာဏတော့မဟုတ်ပဲခန့်မှန်ပြောဆိုမှုတစ်ခုသာဖြစ်ပါတယ်။သို့တော်လည်းဒီ2016ခုနှစ်တုန်းက CFG ကုမ္ပဏီရဲ့ခန့်မှန်းချက်ဖြစ်တဲ့24 trillion ကုဗပေနဲ့နောက်ထပ်လွတ်လပ်တဲ့အကဲဖြတ်အဖွဲ့ဖြစ်တဲ့ Gaffney Sly and Associates GCA ရဲ့13.8 trillion ကုဗပေဆိုတဲ့ပမာဏတွေထက်အဆမတန်များပြားနေတာပါ။ဒီဓာတ်ငွေပမာဏကိုငွေကြေးအရကျွန်တော်တို့ပြန်ပြောင်းကြည့်အောင်ပါ။2019ခုနှစ်မှာ CFG ကုမ္ပဏီရဲ့အတွင်းပိုင်းအစီရင်ခံစာအရအဲ့အချိန်ဈေးကွက်ပေါက်ဈေးနဲ့တွက်ကြည့်မယ်ဆိုရင် American Dollar 280 ဘီလီယံခန့်ရှိနိုင်တယ်လို့ခန့်မှန်းထားတာတွေ့ရပါတယ်။ဒီငွေပမာဏဟာဆိုလို့ရှိရင်မြန်မာနိုင်ငံရဲ့နိုင်ငံခြားဝင်ငွေ40%နဲ့ညီမျှနေတာဖြစ်ပါတယ်။ဒါအတိမပြုရသေးတဲ့စမ်းသပ်စိတ်ခါလာအစီရင်ခံစာတစ်ခုတော့ဖြစ်ပါတယ်။ဆက်ပဲစားစရာကောင်းတာက CFG ကုမ္ပဏီရဲ့နောက်ထပ်ခန့်မှန်းချက်တစ်ခုမှာဓာတ်ငွေ1 trillion ကုဗပေကို American Dollar 2.94 ဘီလီယံခန့်ရှိရလို့ဆိုရပါပဲ။ဆိုတော့ဒီပမာဏဟာအာဏာရှင်တွေအတွက်ကိုအမှန်တကယ်အသက်ရှည်စေဖြစ်နေတာပါဒါကြောင့်ပဲစေအုပ်စုဟာကမ်းလွန်စီမံကိန်းဟောင်းတွေတောက်လျှောက်လဲပတ်ဖို့နဲ့စီမံကိန်းသစ်တွေစတင်နိုင်ဖို့လှုံ့ဆော်နေကြတာပါဒီစီမံကိန်းကငွေတွေကိုစေအုပ်စုကဘာကြောင့်သုံးလို့ရနေလဲဆိုရင်တော့အားလုံးသိကြတဲ့အတိုင်းမြန်မာပြည်နယ်နဲ့သွားတဝေးလုပ်ငန်း MOG ကြောင့်ပဲဖြစ်ပါတယ် MOG ရာဆိုလို့ရှိရင်နိုင်ငံပိုင်လုပ်ငန်းဖြစ်ပြီးတော့မှအာဏာရှင်ဟာလွယ်လင်းကိုထိန်းချုပ်ပြီးစိတ်ကြိုက်ခြေလှယ်ခွင့်ကိုရနေတာပါနောက်ကမြန်မာကမ်းလွန်ကလောက်ကွက်အားလုံးဟာMOG နဲ့လက်မှတ်ထိုးလောက်ကန်ရပြီးတော့မှ MOG ရာဆိုလို့ရှိရင်သူတို့ပါထားတဲ့ share အမြတ်တွေရောလက်မှတ်ထိုးရတဲ့ကုမ္ပဏီဘက်ကပေးဆောင်ရတဲ့အခွန်ငွေတွေကိုရရှိနေကြတာပါဒါကြောင့်ပဲ MOG ဟာစေအုပ်စုအတွက်အင်မတန်အရေးပါတဲ့နိုင်ငံခြားငွေရင်းမြစ်တစ်ခုဖြစ်နေခဲ့တာပါအခု N50 တာစီးပွားဖြစ်ထုတ်လုပ်နိုင်ပြီဆိုရင်လည်း MOG ဟာနှစ်စဉ်ဝင်ငွေဒေါ်လာဘီလီယံနဲ့ချီရရှိနေပြီးတော့မှဒီငွေအားလုံးဟာစေအုပ်စုအသုံးပြုခွင့်ရနေတော့မှာပါနောက်တစ်ခုက MOG ရဲ့ဝင်ငွေလမ်းကြောင်းဟာတရားဝင်နိုင်ငံတကာငွေကြေးလမ်းကြောင်းနောက်နိုင်ငံတကာဘဏ်တွေနဲ့ငွေလဲငွေပြောင်းလုပ်ရတဲ့လမ်းကြောင်းဖြစ်တာကြောင့်စေအုပ်စုလိုအပ်နေတဲ့စစ်လေယာဉ်တွေလေယာဉ်စီတွေဒီပညာအထောက်ပံ့တွေနဲ့အခြားစစ်ရေးပစ္စည်းတွေဝယ်ယူဖို့နိုင်ငံခြားငွေကြေးကိုဒီလမ်းကြောင်းတွေကနေရရှိနေတာပါဆိုတော့အခုဆိုရင် N50 ဟာစမ်းသပ်တဲ့အဆင့်ကနေပြီးတော့မှတူးဖော်ရေးအဆင့်ကိုရွေ့ရှာလာနေပြီးတော့ဒီ CFG ကုမ္ပဏီရဲ့အစီအစဉ်ထားချက်တွေအရအခုနှစ်2026စက်တင်ဘာမှာစတင်တူးဖော်မှုနဲ့2029နှစ်ကုန်မှာပထမအဆုံးဓာတ်ငွေထုတ်လုပ်နိုင်ဖို့ဆိုတာကိုတွေ့ရပါတယ်။ဒါတွေပြီးရင်တော့ N50 လောက်ကမှဓာတ်ငွေဘယ်လောက်ရှိပြီးတော့စီးပွားဖြစ်ထုတ်လုပ်နိုင်မယ်မထုတ်လုပ်နိုင်ဘူးဆိုတာကိုပို့ပြီးတော့ရှင်းရှင်းလင်းလင်းသိလာရမှာဖြစ်ပါတယ်။ညီကုန်းချုပ်ပြောရမယ်ဆိုရင်အာဏာရှင်အတွက်လိုအပ်နေတာနိုင်ငံခြားဝင်ငွေပါ။ဒီငွေကိုအများဆုံးရှာပေးနိုင်တာကလည်း MOG ရဖြစ်ပါတယ်။ဒါကြောင့်ရှိပြီးသားရတနာ
ရဲတကောင်ဇော်တိကနဲ့ရွှေတို့လိုစီမံကိန်းတွေကအထက်တောင်တဖြည်းဖြည်းကျဆင်းလာတာကြောင့်ဒီစီမံကိန်းတစ်တွေဖြစ်တဲ့မြင်းရဲသူပြည်သားရအောင်သိန်းခနဲ့ဒီ N50 တို့လိုလောက်ကွက်တစ်တွေကိုအမြင့်ဆုံးအောင်တယ်ဖော်နိုင်ဖို့ဒါစေအုပ်စုအနေနဲ့အသေးအတန်လှုံ့ဆော်နေပါတယ်ဒီစီမံကိန်းတစ်တွေထဲမှာ N50 ဟာစီးပွားဖြစ်ထုတ်လုပ်နိုင်ဖို့အမြင့်ဆုံးအခြေအနေမှာရှိနေပြီးတော့ဒီအာနာရှင်မဟာလာတို့မျက်စိကျနေရတဲ့လောက်ကွက်တစ်ခုဖြစ်နေပါတယ်ကမ္ဘာအကြီးဆုံးဓာတ်ငွေတိုက်တွေထဲကတစ်ခုဖြစ်လာနိုင်တယ်လို့လည်းခန့်မှန်းချက်တွေကရှိနေပါသေးတယ်ကဲခုလောက်ဆိုရင် N50 စီမံကိန်းရဲ့ဖြစ်ပေါ်လာပုံနဲ့ N50 လောက်ကွက်ကနေရရှိနိုင်တဲ့ဝင်ငွေတွေနဲ့အာနာရှင်တွေဘာကြောင့်ဒီစီမံကိန်းလုံးစေချင်ကြလဲဆိုတာကိုတော်တော်များများနားလည်တော့ပြီးထင်ပါတယ်နောက်အစီအစဉ်မှာလည်းအာနာရှင်တွေအတွက်တက်ဆိုးရှိစေမဲ့စီမံကိန်းတစ်တွေအကြောင်းတင်ဆက်ပေးမှာမို့လို့ဆက်လက်ဆောင်မျှော်နားထောင်ပေးပါအောင်နော်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ဟာရုပ်ပါရှင်မိတ်ဆာများရဲ့တိတ်ကောက်ခါတဲ့တိတ်ခါများကိုချမန်တရားတွေရနိုင်ဖို့ကိုတောက်တွင်များစွာလေးပြူမှာငါတို့အားလုံးတန်နိုင်ငါမတရားကြွမတိုင်များအပေါ်ဆမ်းများကိုမြင်မှတူပြမဲသူများအာနာယူ